နေ့စဉ်နဲ့ဒေသနာဝင်ငါချင်းအစီအစဉ်မှာအလုံးကိုသခင်ရှုနာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာလို့ဤနှုတ်ကပတ်တော်မြတ်ကိုနေရာဒေသအသီးသီးမှခံယူကြတော့ဓမ္မမိတ်ဆွေအယောက်စီတိုင်းကိုလည်းအထူးပင်ကျေးဇူးတင်ကြောင်းပမာဏအနေဖြင့်ပြောပြရစီဒီနေ့ကျွန်တော်တရက်တာအတွက်အသက်တာကိုတိဆောက်မိနှုတ်ကပတ်တော်မြတ်ဤကောင်းစဉ်ကဖျားသခင်ဤခေါ်တံအခြေပြုတမကျမ်းစာနှုတ်ကပတ်တော်မြတ်တပိုက်ကိုဖတ်မှဖြစ်ပါတယ်။တပောင်းကျမ်းခန်းကြီး3အခန်းငယ်ကိုထာဝရအရှင်ဖျားသခင်ကလည်းသင်သည်အဘယ်မှာရှိသနည်းဟုလူကိုခေါ်တော်မူ၏။ကျွန်တော်ဒီနှုတ်ကပတ်တော်မြတ်ကိုပြန်ကြည့်တဲ့အခါမှာဖျားသခင်ကသူဖန်ဆင်းထားသောလူအာဒံနှင့်ဧဝကိုအစဉ်မြဲမိတ္တာယဖွဲ့သည့်အတိုင်းလာရောက်ပြီးတော့မိတ္တာယဖွဲ့တဲ့အချိန်မှာလူဟာအမားကျူးလွန်မှုကြောင့်ဘုရားသခင်ရဲ့မျက်မှောက်တော်၌ပုန်းရှောင်နေဆိုတာတွေ့ရပါတယ်။သို့တော်ညာလဲဘုရားသခင်ကလူကိုခေါ်နေတယ်ဆိုတာဒီအချက်အဖြစ်တွေ့ရပါတယ်။ဘုရားသခင်ခေါ်တံကိုအာဒံနဲ့ဧဝကြားရပါတယ်။သို့တော်လဲဘုရားသခင်ရဲ့မျက်မှောက်တော်၌ပုန်းရှောင်တော်အတ္တတာဖြစ်တယ်ဆိုတာတွေ့ရတယ်။ဒီနေ့သင်ရဲ့အတ္တတာမှာလေဘုရားသခင်ရဲ့ခေါ်သံကိုကြားပြီးတော့မျက်မှောက်တော်၌ပုန်းရှောင်တော်သူတွေမဖြစ်ဖို့ရအတွက်အင်မတန်ပြီးအရေးကြီးပါတယ်။ဒါကြောင့်ဒီနေ့မှာကျွန်တော်တို့ရဲ့အတ္တတာ၌ဘုရားသခင်ရဲ့ခေါ်သံကိုကြားတော်သူတွေဖြစ်ပြီးတော့ဘုရားသခင်အတွက်အကောင်းဆုံးအနံ့ဆက်ကပ်ပြီးဘုရားသခင်ရဲ့ဘုန်းတော်ကိုထွန်းလင်းနိုင်တော်သူတွေဖြစ်ဖို့ရန်အတွက်အင်မတန်ပြီးအရေးကြီးပါတယ်။ဤနှုတ်ကပတ်တော်ခေါင်းစဉ်နဲ့ဆက်လျင်းပြီးတော့ကျွန်တော်တို့ပုဂ္ဂိုလ်၃အကြောင်းကိုလှိလာသွားမှာဖြစ်ပါတယ်။ပထမတူကတော့ဖျောက်ရခြင်းအခန်းကြီး3အခန်းငယ်4မှာမောရှိသွား၍ကြည်ရှုကြောင်းကိုထာဝရဘုရားမြင်တော်မူလျင်မောရှိဟုခြုံနေကခေါ်တော်မူ၏ဒီအချက်ကိုကြည်ခြင်းအဖြစ်မောရှိဟာသူ့ရဲ့ယောက္ခမသိုးတွေကိုထိန်းကျောင်းတဲ့အခါမှာခြုံပုတ်တစ်ခုမီးလောင်ပြီးတော့ကျွမ်းလောင်မှုမရှိတာကိုသူကြည့်ပြီးအံ့ဩနေမိတယ်ဒီအတွက်ကြောင့်ခြုံပုတ်ရဲ့ဖြစ်စဉ်ကိုသိဖို့ရန်အတွက်အနားသို့ချင်းကပ်တဲ့အခါမှာမောရှိဟုခြုံပုတ်တဲကခေါ်တော်မူသောအတန်ကိုမောရှိကြားရပါတယ်ခေါ်သောပုဂ္ဂိုလ်ကခြားသူမဟုတ်ပါဘူးဘုရားသခင်သာသူ့ကိုခေါ်နေတယ်ဆိုတာတွေ့ရပါတယ်ဘာဖြစ်လို့မောရှိကိုဘုရားသခင်ကခေါ်ရတာလဲသူ့ရဲ့လူမျိုးတော်တွေအတွက်မောရှိကိုစေခိုင်းဖို့ရန်အတွက်ခေါ်နေခြင်းဖြစ်ပါတယ်မောရှိကလည်းဘုရားသခင်သူ့ကိုခေါ်တဲ့အတိုင်းခိုင်းတဲ့အတိုင်းသူဟာတတွေမတိန်လှုပ်ဆောင်ပြီးတော့လူမျိုးတော်တွေကိုကျုံဘဝကလွတ်မြောက်ဖို့ရန်အတွက်ဥဆောင်ခဲ့တယ်ဆိုတာတွေ့ရပါတယ်ဒီအချက်ကိုကြည်ချင်းအဖြစ်မောရှိကိုဘုရားသခင်ကနှစ်ကြိမ်တိုင်မောရှိဟုခြုံပုတ်တဲကခေါ်တဲ့အတန်ကိုမောရှိကြားရပြီးတော့ပြန်လည်အနံ့စက္ကတ်တတ်တာနဲ့စောက်တည်ခဲ့ပါတယ်ဘုရားသခင်ရဲ့ခေါ်သံကိုသူကြားခဲ့တယ်လို့အကောင်းဆုံးအစီခံခဲ့ပါတယ်ဓမ္မရာဇဝင်ပထမဆောင်အခန်းကြီး3အခန်းငယ်30မှာထာဝရဘုရားသည်လည်းရှေ့နီးတူလာရက်လျက်ရှမွေလဟုခေါ်တော်မူလျင်ရှမွေလကအိုးထာဝရဘုရားအမိတ်ရှိတော်မူပါဒီနေ့ရှမွေလကိုလည်းဘုရားသခင်ကပထမ3ချိန်မှာတစ်ခါပဲခေါ်ပါဒါပေမဲ့4ချိန်မြောက်တဲ့အခါရှမွေလဆိုပြီးတော့နှစ်ကြိမ်တိုင်ဆင့်ခေါ်ခဲ့ပါဘုရားသခင်ရဲ့နှစ်ကြိမ်တိုင်ခေါ်ခြင်းခံခဲ့ရတော့ရှမွေလကလည်းဘုရားသခင်နိုင်ငံတော်အတွက်တိုင်းပြည်နေလူမျိုးအတွက်အကောင်းဆုံးစက္ကန့်အနန္တဆိုတာတွေ့ရပါတယ်ဘုရားသခင်ရဲ့စစ်မှန်သောခေါ်သံကိုကြားသောရှမွေလရဲ့အသက်တာမှာလည်းဘုရားသခင်ရဲ့ဘုန်းတော်အတွက်အသက်ရှင်ခဲ့တဲ့အသက်တာကိုအကောင်းဆုံးစက္ကန့်ခဲ့တယ်ဆိုတာတွေ့ရပါတယ်တမန်တော်ဝတ္ထုအခန်းကြီး9အခန်းငယ်4မှာရှောလူသည်မြေပေါ်မှာလဲ၍နေစဉ်ရှောလူအဘယ်ကြောင့်ငါကိုညှင်းဆဲသနည်းဟုမိမိအားပြောသောစကားသံကိုကြားလျင်ရှောလူဆိုတဲ့ပုဂ္ဂိုလ်ကယုံကြည်သူခရိယန်ကိုလိုက်လံဖန်ဆီးနှိပ်စက်
ထောင်ချသောပုဂ္ဂိုလ်တူဖြစ်ပါတယ်သို့တော်ညာလေတမသက်လမ်းမှာဖရာသခင်ရဲ့ခေါ်တန်ကိုကြားတဲ့အခါမှာသူဟာကြီးမားစွာပြောင်းလဲခဲ့ပါဖရာသခင်တို့အကောင်းဆုံးအနံစကက်ခဲ့သောရေရဲတောက်အစီခံခဲ့သောပုဂ္ဂိုလ်တူဖြစ်တယ်ဆိုတာတွေ့ရပါတယ်ကျွန်တော်တို့ဒီနေ့ဒီပုဂ္ဂိုလ်သုံးဦးအကြောင်းကိုလေ့လာတဲ့အခါမှာ devil ခေါ်နေနဲ့ခေါ်ခဲ့တယ်ဆိုတာတွေ့ရပါတယ်နှစ်ကြိမ်စင့်ပြီးခေါ်ခြင်းရဲ့အကြောင်းမှာဖျားသခင်အတွက်ထူးကဲသောအမှုတော်မြတ်၌အကောင်းဆုံးအစေခံတွေဖြစ်ဖို့အတွက်ဖြစ်ပါတယ်ဒါကြောင့်သင်ရဲ့အတ္တတာမှာလေဖျားသခင်သင်ကိုခေါ်နေသောအတန်ကိုသင်ကြားတတ်တော်သူဖြစ်ဖို့အတွက်အရေးကြီးပါတယ်ယနေ့သင်ရှိတဲ့အရက်သင်ရဲ့လုံနေသောအလုပ်ပေါ်မှာဖျားသခင်ပေါ်သစ္စာရှိပြီးကောင်းဆုံးပေးဆက်သောသူဖြစ်ပြီးတော့စစ်မှန်သောခေါ်သောအတန်ကိုကြားသောသူတွေဖြစ်ပြီးဖျားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားစွာယက်တည်သောသူတွေဖြစ်ပါစေလို့ကျွန်တော်အနေဖြင့်အားပေးခြင်းနှိကုံးချုပ်ပါတယ်ဒီနှုတ်ကပတ်တော်ခင်သူအယောင်စီတိုင်းပေါ်ဖျားသခင်ကောင်းကြီးပေးပါစေအာမင်